ရှေးဥစွာဘုရားသခင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ဘုရားသခင်အခွင့်ပေးခြင်းအားဖြင့်သာချင်းမိုင်မှာရှိသောဦးလေးအတော်တို့ထံမှာလာရောက်ပြီးတော့လေပတ်ရတော့အခွင့်ကိုရရှိပါတယ်ဒီကနေ့မှာမိတ်ဆွေတချို့ကိုခွန်အားပေးခြင်းနဲ့နှုတ်ကပတ်တော်လေးရဲ့ခေါင်းစဉ်ကတော့ယုံကြည်ခြင်းတစ်ခုအားဖြင့်သာယုံကြည်ခြင်းတစ်ခုအားဖြင့်သာရှင်မာသက်ခရစ်ယာန်အခန်းကြီး15အခန်းငယ်21မှ28ထဲမှာရှိသောခါနန်အမျိုးသမီးတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။သခင်ခရစ်တော်ကတူရူမျိုးနဲ့ဇီးရုံမျိုးကြီးတဲ့ဒေသကိုသွားတော့အခါမှာအမျိုးသမီးကနေဇာကနေပြီးတော့ဒီထွက်လာပြီးတော့ဒါဝိဒ်သားတော်ရှင်ကျမကိုတနာတော်မူပါကျမ၏သမီးသည်နှက်ဆိုးနှိပ်စက်ခြင်းကိုပြင်းစွာခံရသည်ဟုကိုစားပြုဂျားကန်တောင်းခံခြင်းရှိတာကိုလည်းပဲကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။သခင်ခရစ်တော်ကချက်ချင်းပြန်ပြီးတော့အကြောင်းမပြန်ပါဘူး။တပည့်တော်တွေကလည်းပဲဒီအမျိုးသမီးကိုတားမြစ်ဖို့အတွက်သခင်ခရစ်တော်ထံမှာအခွင့်တောင်းပါတယ်။ကိုတော်ကလည်းဣသေလအမျိုးဝင်ပြောင်းလဲသောသိုးများမှတပါအခြားသောအမျိုးရှိရသောငါ့ကိုမရှိမလို့ဟုမိန့်တော်မူ၏ခရစ်တော်ကဒီအမျိုးသမီးရဲ့ယုံကြည်ခြင်းနဲ့တူစိတ်ဓာတ်အပိုင်းကိုလည်းစမ်းသပ်ခြင်းရှိတာကိုလည်းပဲကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ထိုမိမသည်ချီးကပ်၍ပြောက်လဲကိုတော့ကျမကိုကယ်မတော်မူပါဟုသခင်လျှောက်ပြန်လေ၏ထပ်ပြီးတော့သခင်ရဲ့အရှင်မှာတိုးဝင်ခြင်းနဲ့တူနေချခြင်းရှိတာကိုလည်းပဲကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကိုရောကသား၏အစာကိုယူ၍ခွေးအားမပေးမချဟုပြန်ပြောလေ၏ဒီနေရာမှာယူဒာအမျိုးတွေကတခြားသောအမျိုးများကိုခွေးကဲ့သို့ဒီတတ်မှတ်ခြင်းရှိတာကိုလည်းပဲကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်မိန်းမကလည်းမန်ပိုင်သခင်ခွေးမိတီကမိမိသခင်စားပွဲမှာကြတော့စားနောက်စားပေါက်ကိုစားမြဲထုံးစံရှိပါသည်ဟုရှောက်ခြင်းရှိတာကိုလည်းပဲကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။တမန်ကျမ်းစာရဲ့ translation တစ်ခုကကျမသည်သခင်ရဲ့အရှိမယူဒာလူမျိုးကဲ့သို့ဝင်ရောက်ပြီးတော့အခွင့်တောင်းခံခြင်းမဟုတ်ပါဘူး။ဖန်ဆင်းခြင်းခံရသောလူတူတယောက်အနေအားဖြင့်မထိုက်မတန်ခြင်းရှိတော်ညာလည်းပဲဖန်ဆင်းခြင်းခံရသောလူသားတယောက်အားဖြင့်သခင်ရှိမှဂျားခံကိုစားပြုတောင်းခံခြင်းရှိသောအရာအားဖြင့်သခင်ခရစ်တော်ကိုပြန်လဲပြီးတော့ပြောပြတော့အခါမှာသခင်ခရစ်တော်ကအိုးမိန်းမသင်သည်ယုံကြည်ခြင်းအားကြီးလာပြီသင်အလိုရှိသည့်အတိုင်းသင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုချိန်မှစ၍ထိုမိန်းမ၏သမီးသည်ကျမ်းမာပဂတိဖြစ်လေ၏ရှင်မာကုခရစ်ဝင်ခန်းကြီး9အခန်းငယ်23မှာယေရှုကလည်းသင်သည်ယုံကြည်နိုင်သောယုံကြည်သောသူဖြစ်လျှင်ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်သည်ဟုမိန့်တော်မူ၏ကျွန်တော်တို့ယုံကြည်ခြင်းအားဖြင့်သာအရာရာအားလုံးကိုကျွန်တော်တို့ရရှိနိုင်မှာဖြစ်ပါတယ်။နောက်ကပါတော်နဲ့တူဂျာနာရသောမိတ်ဆွေညီကိုမောင်နှမအယောက်စီတိုင်းကိုဘုရားသခင်တာ၍ကောင်းချီးပေးပါစေ။